အိမ်မှာတတမမီလေးတွေအစားတောက်စားတဲ့အခါမှာသူတို့လေးတွေကိုပြောချင်တဲ့စကားတွေကို English လို့ပြောရင်းနဲ့ speaking တိုးတက်အောင်အတူတူလေ့ကျင့်ကြည့်ရအောင်သတိထားတော့အရန်ပူတယ် Be careful it's too hot Be careful it's too hot မတောက်ခင်အရင်မှုတ်လိုက် Blow on it fast before you drink Blow on it fast before you drink ခဏဆောင်လိုက်အေးတော့ပါစေအောင် Wait a bit let it cool down Wait a bit let it cool down အေးတော့အောင်မှွေလိုက်လေ Start it to cool it down Start it to cool it down ဖြည်းဖြည်းချင်းတောက်အလှည့်စလိုမျိုးမချနဲ့ Sip slowly don't gulp Sip slowly don't gulp ဒီလားဆိုလို့ရှိရင်တော့တတမမီလေးတွေနဲ့သမင်းစားနေရင်အစားအသောက်တစ်ခုခုစားနေရင်လည်းပြောချင်တဲ့ဒီစကားလေးတွေကို English လို့ပြောတတ်သွားမယ်လို့ယုံကြည်ပါတယ်ဒီထက်ပိုကောင်းတဲ့သင်ခန်းစာလေးတွေကိုထပ်ပြီးတော့လေ့လာခြင်းသေးရဆိုရင်တော့ဒီချက်မှာ English for Parents and Kids အတန်းလေးရှိပါတယ်တတမမီလေးတွေမျက်စိနှလုံးပွင့်တဲ့အချိန်ကနေပြီးတော့မိုးချုပ်အိပ်ယာဝင်တဲ့အချိန်တီကိုတနေ့ကုန်တို့လေးနဲ့အတူတူရှိနေတဲ့အချိန်မှာပြောလို့ရမယ့် spoken phrase လေးတွေကိုသင်ကြားပေးထားတဲ့အတန်းလေးဖြစ်ပါတယ်သင်ခန်းစာပေါင်း30ကြီးများတော့ပါပြီးတော့သင်ခန်းစာ30လုံးကိုမှသင်တန်းကြီးလေးက2800ကျပ်တယ်မို့လို့အကယ်၍စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဒီ share page messenger မှာ hi ပြီးတော့သင်တန်းလေးကိုလာအပ်လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye